Honda Auto Cycle လေးရဲ့ဒီဟာတက်တန်းကြာရှည်စီပဲပြည့်ဝချက်ကတော့ Honda ချမ်းပြင်း Gear Wine ပါပဲခင်ဗျာမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ရဲ့ Honda Auto Cycle တွေမှာအသုံးပြုတဲ့ Gear Wine လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ခင်ဗျာဒီ Gear Wine ဆိုရင် Honda Motor Japan ရဲ့စံချိန်စံညွှန်းများနဲ့အညီထုတ်လုပ်ထားတဲ့ Gear Wine ဖြစ်ပါတယ်ခင်ဗျာဒီ Gear Wine ဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့အရေးအသွေးစစ်ဆေးပြီးကြောင်းထောက်ခံချက်အမှတ် PPR ကိုရရှိထားတဲ့ Gear Wine လည်းဖြစ်ပါတယ်ခင်ဗျာဒီ Gear Wine ကိုမိတ်ဆွေတို့ရဲ့ cycle မှာကီလိုမီတာ4000ပြည့်မီတိုင်းမှာစစ်ဆေးပေးဖို့လိုအပ်ပါတယ်စစ်ဆေးပြီးတော့လိုအပ်ရင်လည်းလဲလှယ်ပေးရမှာဖြစ်ပါတယ်နှစ်နှစ်တက်တန်းပြည့်ဝသွားရင်တော့မဖြစ်မနေကိုလဲလှယ်ပေးရမှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ Honda Motorcycle ရဲ့ Gear များကိုတက်တန်းရှည်စွာနဲ့အစွဲအယုံကောင်းမွန်စွာအသုံးပြုနိုင်ဖို့အတွက်ဒီ Gear Wine လေးကိုအသုံးပြုဖို့အတွက်တိုက်တွန်းအကြံပြုလိုက်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ် PPR နဲ့ sticker နဲ့ SH မှာဟောခဲ့ပါရှိသည့် Honda Gear Wine အစစ်အမှန်များကိုမျိုးမျိုးနဲ့ရှိ SH မှာရောင်းနိုင်တာပဲဒီလိုလေးချပါလိမ့်မယ်ခင်ဗျာ